ဒီနေ့ကတော့ YouTube မှာ subscriber 4 သိန်းပြည့်ရဲ့အနေနဲ့အားလုံးကိုမြေတားလက်ဆောင်တွေပေးသွားမှာဖြစ်ပါတယ်ဆိုတော့ပထမဦးဆုံးပြောချင်တာကတော့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ပေါ့နော်ဘာလို့လဲဆိုတော့လွန်ခဲ့တဲ့2နှစ်ကျော်လောက်ကကျွန်တော်9နှစ်လောက်လုံးဝ share stream ပြီးတော့ share grind လာတဲ့ဒီ 1.8 million ရှိတဲ့ streaming by Shiny page က Facebook ကနေဘာကြောင့်မသိကြောက်သွားခဲ့တယ်ပေါ့နော်အားလုံးသိတဲ့အတိုင်းပဲကျွန်တော်ဘဝမှာတဘဝလုံးဒါပဲလုပ်လာတာဒါပေမဲ့အဲ့ Facebook page ကြီးမရှိသွားတဲ့အချိန်မှာဘဝတော်တော်ကြီးတိုင်ပတ်သွားတာပေါ့နော်ဒါပေမဲ့လည်း okay Facebook page ဆိုတာဘဝကြီးမှမဟုတ်တာပေါ့နော်ငါရှိနေသေးတယ်ငါစူးစမ်းလို့ရသေးတယ်ဆိုပြီးတော့လွန်ခဲ့တဲ့2နှစ်ကျော်လောက်မှာတော့ YouTube ကိုပြန်ဖွင့်ပြီးတော့ YouTube မှာဝူခုံး marathon တွေပြန်ဆော့တယ်မေနဲ့လည်း story game တွေဆော့တယ်ပြီးတော့တောက်လျှောက်ပြန် grind လာပြီးတော့အခုနောက်ပိုင်းလည်းနောက်လျှောက် vlog တွေ content တွေ unscripted show တွေတောက်လျှောက်လုပ်ပြီးတော့ပြန် grind လာတဲ့အချိန်မှာတော့ဒီနေ့2နှစ်ကျော်လာတဲ့အချိန်မှာတော့ subscriber 4 သိန်းပြည့်သွားပါပြီဆိုတော့အားလုံးကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့1 million တော့ရောက်ချင်တယ်ပေါ့နော်ဆိုတော့အားလုံး subscribe မလုပ်ရသေးရင်လည်း subscribe လေးတွေသွားလုပ်ပေးပါ YouTube Shiny Z ပါဆိုတော့ဒီနေ့ကတော့အားလုံးအတွက်မြေတားလက်ဆောင်တွေပေးသွားမှာပါဆိုတော့ပထမတစ်ခုအနေနဲ့ကတော့ Man U official jersey ပဲဖြစ်ပါတယ်ဆိုတော့ဒီကတော့မလေးရှားမှာ Man U ဝဲသွားကြည့်တဲ့က Man U fan တွေအတွက် Man U jersey တစ်ထည်လောက်ပေးခြင်းတယ်ဆိုပြီးတော့တင်ထားတာပေါ့နော်ဆိုတော့6လလောက်တောင်ရှိပြီ6လတော့မကလောက်တော့ဘူးဆိုတော့အဲ့ဒီတစ်ထည်တွေကလည်းမပေးခြင်းတာနဲ့တင်ထားလိုက်တာပေါ့နော်ဆိုတော့ site ကတော့ last site ပေါ့နော်ကျွန်တော်ကတော့အရက်9ပေ6ကိုပေါင်130လားမသိဘူးအဲ့ဒါကို medium width တယ်ပေါ့နော်ဆိုတော့အရက်9ပေ9 5ပေ8ပေါင်140 150တွေဆိုရင်တော့ large ကတော်မယ်ထင်တယ်ဆိုတော့ good luck ပါဆိုတော့ဒုတိယတစ်ခုအနေနဲ့ကတော့ဒီ Fear of God Ultra Light Slide ပဲဖြစ်ပါတယ်ဆိုတော့ဒီ Fear of God ဆိုတာကတော့ဒီ essential ရဲ့အပေါ်က luxury line ပေါ့နော်ဆိုတော့တွေ့တဲ့အတိုင်းပဲသူရဲ့ slide ကို packaging ကတော်တော်ကြီးမိုက်တာဆိုတော့ဒီကတော့ US7 ဆိုပေမဲ့ Jordan တွေဘာတွေစီးရဲ့လူတွေဆိုလို့ရှိရင် US8 EU 41 42သမားတွေဆိုရင်တော့တော်မယ်ဆိုတော့တတိယတစ်ခုအနေနဲ့ကတော့ကျွန်တော်တို့ PUBG ACC ပေးသွားမှာပဲဖြစ်ပါတယ် PUBG ကောင်းပါဝင်ကန်ဆန်းနေတဲ့လူတွေကတော့ Facebook ကိုပဲသွားမှာရမယ်ပေါ့နော်ကျွန်တော်တို့ Facebook မှာဘယ်လိုပါဝင်ကန်ဆန်းရမလဲဆိုတာလေးကို Facebook မှာပြောပေးထားမယ်ဆိုတော့ဒီ YouTube မှာကြည့်နေတဲ့လူတွေ TikTok မှာကြည့်နေတဲ့လူတွေအားလုံးကဒီ Shine Facebook မှာသွားပြီးတော့ကန်ဆန်းပေးပါဘာလို့လဲဆိုတော့ TikTok တွေ YouTube တွေမှာ Telegram ကဟာတွေကပို့လို့အဆင်မပြေလို့ပေါ့နော် Okay ကျွန်တော်တို့ winner တွေကိုဘယ်လိုရွေးမလဲဆိုတော့ပေးမှာတော့ကျွန်တော်တို့3ခုပါဆိုတော့ Man U jersey ရယ် Fear of God slide ရယ်တတိယကတော့ PUBG ACC ရယ်ပဲဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုကြည့်နေတဲ့လူတွေအနေနဲ့ကတော့ကို Man U jersey လိုချင်နေဆိုရင်တော့ Man U jersey အောက်မှာမှန်သွားပေးဖက်လိုချင်နေဆိုရင်တော့ Fear of God slide ဆိုပြီးတော့မှန်သွားပေး Facebook ကလူတွေကတော့ PUBG ACC လိုချင်နေဆိုလို့ရှိရင် PUBG ACC လို့မှန်သွားပေးပေါ့နော်ဆိုတော့ idea မှာကျွန်တော်တို့ platform 3ခုစလုံးက winner တယောက်စီကိုကျွန်တော်တို့ random comment picker နဲ့ရွေးလိုက်မယ်ရွေးလိုက်ပြီးတော့ Man U jersey နဲ့ slide ကတော့ platform 3ခုစလုံးက3ယောက်ကိုရွေးမယ်3ယောက်ကိုရွေးပြီးတော့ idea တယောက်ကို spin wheel လှည့်ပြီးတော့ပြန်ပေးမှာဖြစ်ပါတယ်ဆိုတော့အားလုံးအဓိကတော့3ခုဖြစ်နေတယ်ဆိုတဲ့အတွက် site တွေလည်းမတော်မှလည်းစိုးတယ်ပေါ့နော်ဆိုတော့ကိုလိုချင်တာတွေကိုဝင်ရောက်ကန်ဆန်းသွားပေးပါဆိုတော့အဲ့ဒါအပြင်အများနဲ့ live stream လာကြည့်တယ်ကျွန်တော်တို့လည်းမပေါက်ဘူးဆိုတဲ့လူတွေအတွက်အဲ့နေ့ကျွန်တော်တို့ April 8 ရက်နေ့ည8 နာရီ live stream မှာ live stream လာကြည့်တဲ့လူတွေအတွက် KP မုတ်ဘူးတွေထပ်ပြီးတော့ပေးသွားဖို့လည်းရှိပါတယ်ဆိုတော့အားလုံးပဲ good luck ပါဆိုတော့ဒီ2နှစ်ကျော်အတွင်းမှာကျွန်တော်ရဲ့လုံးဝ0ကနေပြန်စတဲ့အချိန်မှာဘယ် platform တွေပဲရောက် Facebook ပဲရောက် YouTube ပဲရောက်နောက်ဆုံး TikTok မှာပဲဖြစ်ဖြစ်အများနဲ့လာကြည့်ပေးကြတဲ့အတွက်ကျေးဇူးများတင်ပါတယ်ကျွန်တော် Facebook မှာလည်း follower တွေအများကြီးရခဲ့ပြီး TikTok မှာလည်းအခု follower 5 သိန်းလောက်ရှိတယ်ပေါ့နော်ဒါပေမဲ့ YouTube ကတော့မတူဘူး YouTube ကတော့တော်တော်ကြီးကို subscriber ရှားတာခက်တယ်ပေါ့နော်ဆိုတော့2နှစ်ကျော်မှ subscriber 4 သိန်းလောက်ရတာဆိုတော့ကျွန်တော်ရဲ့1 million ကဘယ်တော့လောက်ရမလဲတော့မသိဘူးဆိုတော့ giveaway မှာပါတဲ့လူတွေလည်းကျွန်တော်ရဲ့ဒီ Shine လေး YouTube ကို subscribe လုပ်ရသေးတဲ့လူတွေရှိရင် subscribe လေးလုပ်ပါပေးပါဆိုတော့နောက်တဲ့ subscriber တွေထပ်များလာတဲ့ခါကျလို့ရှိရင်ဒီထက်ပိုမိုတဲ့ giveaway တွေအားလုံးကိုပေးချင်ပါသေးတယ်ဆိုတော့အားလုံး thank you ပါခုချိန်ထိအများနဲ့အားပေးနေကြတဲ့တယောက်ချင်းစီတိုင်းအောင်ကျေးဇူးများကြီးတင်ပါတယ် thank you good luck guys